အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့တပွဲသားကြီးမောင်ဆန်ဖဲ့နဲ့တင်းញိုင်းဆော့မဖဲဝါတို့အကြောင်းပဲဖြစ်ပါတယ်ခေကာလာကကုန်းမောင်မင်းဆက်ရဲ့9ဆက်မြောက်ဘာကြီးတော်မင်းစကိုင်းမင်းသားလက်ထက်တင်ဖြစ်တယ်မဖဲဝါဟာပြည်မြို့စာရိတ်ဖြစ်ပြီးငွေချင်းမှာမောင်နှမ2ယောက်တည်းသာရှိတယ်အကိုဖြစ်သူမောင်ကျန်စစ်ကပြည်မြို့သားထံတွင်စည်ရေးတော်ကြီးအဖြစ်အမှုထမ်းရရှိပြီးဘွဲအမိမှာမင်းရဲ့တိပဖြစ်တယ်မိဘနှစ်ပါးလုံးမှာရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားပြီးနောက်အကိုဖြစ်သူမောင်ကျန်စစ်နဲ့အတူနေထိုင်လျက်ရှိပြီးအကိုဖြစ်သူဟာမိဘတပွဲအားကိုးနေထိုင်ရရှာလေတယ်အကိုဖြစ်သူမှာနှမအားရှစ်လွန်းတော်လဲတောက်စားမှုရတက်ပြီးမကြာခဏဆိုသလိုခက်ရန်ဖြစ်ပေါ်လေရှိတယ်မောင်ကျန်စစ်ဟာတရေတောက်ရှင်းမှအစပြုပြီးခိုးသားရမြတ်များနဲ့လက်ပုံးနှလေးနေထိုင်လာရမှာနောက်ဆုံးတွင်ပြည်မြို့သားအားပုံကန်တော်လှန်ပြီးမင်းပြမင်းတန်တက်နေတော့တယ်။မောင်ကျန်စစ်မှာအဖဲဝါအားနမကြီးမောင်တို့ထွက်ပြေးမှဖြစ်တော့မယ်။ပြီးမှဆက်နေရင်အသက်ခံရလိမ့်မည်ဟုပြောပြီးထိုညကျွင်းနေမယ်လှေငယ်လေးတစ်စီးဖြင့်အေယာဝတီမြစ်ကြောင်းအတိုင်းစုံပြီးကြလေတော့တယ်။မြစ်ကြောင်းအတိုင်းစုံပြီးလာရင်ချောင်းမြောင်းအင်းအိမ်ပိုးများကတစ်ပင်များအုပ်ဆိုင်ထူထပ်သောလုံနေနေပါသည့်ဒေသတစ်ခုသို့ရောက်လာကြတယ်။ဒိုလေသားကြီးအထောင်ရှားခဲ့ရွာလေးတွင်မောင်နှမနှစ်ယောက်ဟာမထင်မရှားလူစင်းရဲ့အသွင်ဖြင့်မောင်ကျန်စစ်သည်မောင်ဆံမဲ့ဟု၎င်းမဖဲဝါသည်မသေးအုပ်ဟု၎င်းအမိလွှဲပြောင်း၍စက်မြုပ်နေထိုင်ကြလေတယ်။မောင်ဆံမဲ့တစ်ဖြစ်လဲမောင်ကျန်စစ်သည်မင်းမှုတန်းအဖြစ်တန်နေထိုင်ခဲ့သူပြီးမိသည့်အလုံးမှမလုပ်တတ်သဖြင့်တန်ငါအလုံးအင်းအလုံးသာလောက်ကိုင်စားတောင်းနေတယ်။မသေးအုပ်ခါမဖဲဝါခမရမှာလဲအကူဖြစ်သူလောက်ကိုင်သောအင်းအလုတ်အားမနှိမ့်မြို့တော်လဲမရှောင်မလွဲနိုင်သောကံကြမ္မာကြောင့်မလွဲမရှောင်သာလုတ်ကင်ကြရတာလေတဲ့မောင်နှမနှစ်ယောက်မှာအကုသိုလ်လုပ်ငန်းဖြင့်အကျိုးပေးရသည်ဆိုရလောက်ပြီအချိန်ကာလမကြာညောင်းပဲအထောင်ရှားခဲ့ရွာတွင်တတိတကြွယ်စရင်ဝင်ဖြစ်လာတော့တယ်အောင်စမဲ့မှာငကိုကလေးကပင်တောက်ဆဆနေထိုင်သူတအူးဖြစ်သည့်အားလျော်စွာအင်းတကြီးဘဝသို့ရောက်သွားချိန်တွင်အရက်ကလေးတမြမြနှင့်စိတ်ကြမ်းလူချမ်းအဖြစ်နောင်တမဲ့စွာနေထိုင်နေလေရဲ့နမဖြစ်သူမသေးဘူးခမချောမုံလုံးသည့်ရုပ်ရည်ကြောင့်ရွာခံတရေတကြွေသားများကသဘောကျနှစ်သက်တော်လေအကိုဖြစ်သူမောင်ဆံမဲ့ကြောင့်အနာကဝွန်သူမရှိပေသူတို့မောင်နှမနှစ်ဦးအတွက်ကန်ဆိုးမိုးမောင်ကြားသည့်နေ့ကိုရောက်လာလေတော့တယ်မသေးဦးဟာတဲတဲမဲမဲရွာနေသောမိုးကောင်းငင်ကြီးကိုမောကြည့်ရင်အော်ငါမောင်ကြီးအိမ်ပြန်မလာပဲအင်းဆောင်တွဲထဲမှာနေနေတာ3ရက်တောင်ရှိပါဘောလားနေထိုင်မှာကောင်းရဲ့လားမသိငါလိုက်သွားအောင်မပဲလေသွားလက်စနဲ့ငါးထဲကိုတောင်းနေပါယူသွားအောင်မဟုစိတ်ထဲကတွေးပြီးအကူရှိရာအင်းထဲကိုလှေကလေးလော်ခတ်ရင်ထွက်သွားလေတယ်အင်းထဲအရောက်အကူဖြစ်သူအားမတွေ့ရပဲတောက်စားလက်စအရက်ဝိုင်းကိုသာတွေ့လိုက်ရတဲ့ဖြင့်မသေးဦးပင်သက်တစ်ချက်ချိုက်မိလေတယ်။မောင်ကြီးလဲမိုးရွာတဲ့ဘယ်များသွားနေပြန်ပါလေ။သူပြန်မလာခင်ငါလဲငါးတွေဖော်ဝေးထားမှပါလေဟုတွေးပြီးတဲအနီမှာမြုံကိုသွားဖော်နေတယ်။ဟိုအချိန်မောင်ဆန်မဲ့မှာမြုံကိုလိုက်တိုင်းငါးများနင်းနေတဲ့ဖြင့်မကောင်းဆိုးဝါယူစားသည်ဟုယူဆပြီးဒေါသပုံထနေလေတော့တယ်။မိုးကလည်းရွာလူကလည်းမူးနေခြင်းတဲအနီမြုံလေးကငါးများကိုယူနေသောမကောင်းဆိုးဝါးကိုတွေးလိုက်ရသဖြင့်အထဲပါလာသည့်ကန်းခုတ်ထားဖြင့်လွဲကခုတ်လိုက်လေတော့တယ်အမူးပြလာတဲ့အချိန်မှာမောင်ဆံမဲတယောက်ခမနမကိုမကောင်းဆိုးဝါးအမှတ်နဲ့ခုတ်သက်မိကြောင်းသိလေပြီးရုပ်ဝဲချငဝဲစင်လေတော့တယ်မသေးဦးခမအကူဖြစ်သူငမူးဤဓာချက်ကြောင့်သေပဲဝင်ချရပြီနော်အကူဖြစ်သူမှာငကိုထက်ပင်စိတ်ကြမ်းလူချမ်းရက်တာဖိတောက်နေလေတော့တယ်လုပ်ငန်းတူအင်းသမားများကစိတ်ပြေပြောင်းရန်လုံကတကုံမျိုးရှိရွှေတကုံတပေါင်းပွဲတော်သို့ခေါ်သွားရမှမောင်ဆံမဲ့ဤအာဟုသူမိမြကြီးကြောင်းလူသိကုန်လေတော့တယ်ဖြစ်ပုံမှာရွှေတကုံသတိတော်ကြီးအားကျန်သူများမှရိုသေစွာဥရှကြောကြစဉ်မောင်ဆံမဲ့ကကြောင်နဲ့မတ်တရက်နေတယ်ထို့အခါအတူဖျားပူလာသူများကမောင်ဆံမဲ့အားစီတီတော်မြက်ကြီးကိုဥရှရန်ပြောဆိုမှမောင်ဆံမဲ့ခမရွှေဒီကုံစီတော်မြက်ကြီးအားမတွေ့ရသဖြင့်ဥမရှကြောင်း
သိကြလေတယ်မောင်စမဲ၏အာဟုသူကြီးမားလေစွာတိတ်ကရိုးရာကုန်းပေါ်ရောက်ပြီးမှဒီတော်မြက်ကြီးအားမတွေ့မြင်ရသဖြင့်ဘေးမှလူအပေါင်းမှာအံ့ဩတုန်လှုပ်ကြကုန်တယ်မောင်စမဲလည်းချက်တီစိတ်ကြောက်စီစိတ်တို့ကြောင့်ကြွားသူချက်ချင်းပြန်လာလေငကိုကပင်မိုက်ဒီမိုက်ကန်တစိုးတို့သမားတစောက်ကန်းပြီးရွှေတကုံစီတော်အတွက်ရီမန်းထားတဲ့ရွှေဆိုင်များအားမိမိအင်းအလယ်ရှိတိုင်ထိတ်တင်ရွှေချထားလိုက်တယ်သူတို့မောင်နှမနှစ်ယောက်ဖြစ်စဉ်ကိုသိတော်မူထားသည်ရွာရှိလူများကမောင်စမဲနှင့်မသေးဦးတို့အကြောင်းပြောမဆုံးဖြစ်ကြပြီးတနာကြတန်ဝေကရကြဖြစ်ကုန်လေတော့တယ်မသေးဦးခမရမှာတော့အစိမ့်တရဲအဖြစ်မကျွတ်မလွတ်ဖြစ်နေရမှရွာဦးကျောင်းဆရာတော်အားအိမ်မက်ပေးပြီးနေစရာမရှိဝိစီယာနတ္ထိနဲ့ဒုက္ခရောက်နေကြောင်းအတနာခံလေတော့တယ်ဆရာတော်မှလည်းသူတို့မောင်နှမဖြစ်စဉ်ကိုသိတော်မူထားသည်သူတော်ကောင်းပြီးမသေးဦးအားအထောင်ရှားကဲတုတ်တန်တွင်နေထိုင်ခွင့်ပေးတိုက်တည်တော့တယ်ထို့အချိန်မှစ၍မသေးဦးသည်အထောင်ရှားကဲတုတ်တန်တွင်ငယ်စဉ်ကပင်သူအလိုနှိမ့်ချိုက်သည်အဝါရောင်ဝတ်စုံကိုဆွေဆွေမြဲမြဲဝတ်ဆံ၍တုတ်တန်ဆောင်အဖြစ်နေထိုင်ခွင့်ရသွားလေတော့တယ်မသေးဦးအားအကြောင်းတိတ်ဆိုင်၍တွေ့ရှိသူများမှဆရာတော်အားလာရောက်လျှောက်ထားရမှာဆရာတော်လည်းမောင်စံမဲ့နှင့်မသေးဦးတစ်ဖြစ်မောင်ကျန်စစ်နှင့်မဖဲဝါတို့ဘွားစကြောင်းအားပြောပြလိုက်လေတော့သည်မဖဲဝါဟာအဝါရောင်အားအလွန်နှစ်သက်ပြီးအဝါရောင်မှာအပွင့်ခတ်မပါသည့်ပြောင်းအဝါဝါထိန်သာကြိုက်နေတတ်သဖြင့်သူအားတွေ့ရသူများမှာအဝါရောင်ဝတ်စုံနဲ့သာတွေ့ရခြင်းဖြစ်တယ်မဖဲဝါဟုဆိုအမိနှင့်လူသိများလာတယ်မကြလိုက်ပါဘူးထို့အကြောင်းအားအထောက်တော်များမှတစဉ်သိရပြီးနောက်ကုန်းမောင်မင်းဆက်၏ချစ်ဆက်မြောက်တရားပရိမင်းသည်မဖဲဝါအားတုတ်တန်တွင်အဆောင်အဖြစ်အမိတ်တော်ပြန်ထုတ်လိုက်လေတော့တယ်ထို့အချိန်မှစပြီးတုတ်တန်ဆောင်မဖဲပါဟုဖြစ်ပေါ်လာတော့